ခြေဆောင်ချင်းဖြစ်ပြီးသွားတာနဲ့တခဏတွင်ချင်းမှာကဘာပေါ်မှာယုံရင်ဆန်ခတ်တယ်တကယ်ကိုမတည်ငြိမ်မှုတွေနော် surprise တွေပေါ့ကြောင်ချောက်ချားတွေဖြစ်ကုန်ကဘာကြီးပေါ်မှာတကယ်ကိုနော်စိတ်ချောက်ချားစရာတွေဖြစ်သွားဘာလို့လဲဆိုတော့ကြံခဲ့တဲ့လူကနားမလဲလို့တချို့ကကြားတော့ကြားမှုတယ်ဒါပေမဲ့တကယ်ကဲသင်ချင်းစိတ်ချတော့သူတွေမဟုတ်တဲ့ခရိယန်တွေကြံခဲ့မယ်အဲ့ဒီလူတွေတော့ရိပ်မိလိမ့်မယ်ဒါပေမဲ့ခရိယန်မဟုတ်တော့တခြားဘာသာဝင်တွေကတော့လုံးဝတာကိုဒီဖြစ်စဉ်ကိုသူတို့သိပါအဲ့တော့သူတို့အနေနဲ့ကဘာဖြစ်မလဲဆိုတခါတည်းအောင်းသွားမယ်ဘယ်ဘာဖြစ်သွားတာလဲဘယ်လိုဖြစ်တာနော်လေရင်တွေပြက်ကြကပောက်မှာလာခရိယန်တွေဒီအလုံးလုံးနေတဲ့နေရာကဏ္ဍအတိအကျနဲ့ရုပ်တရက်မြတ်သမိတ်တွင်းမှာခြေဆောင်ခြင်းအဲမှာကြောက်ပါတော့မပြောင်းလဲသေးတဲ့သူတွေကချက်ခဲ့အဲ့တော့သူတို့အနေနဲ့ကယူကျုံမရအဲ့ချိန်မှာဖြစ်အဲ့ချိန်မှာတခါတည်းကိုနားလေလာဟာနောင်တအချီးချေရလာမယ်အချိန်ငကူကငါတို့ကြားတဲ့ဒီဒေသနာကအခုငါတို့ပေါ်မှာဖြစ်လာပြီမယုံကြည်တဲ့လူတွေကြတော့အစိုးရမင်းတွေကဘာပြောမလဲဆိုတော့မယုံကြည်တဲ့နိုင်ငံကြတော့ဒီလောကမှာရှိတဲ့ခရိယန်ဆိုတဲ့လူတွေကမိစ္ဆာဒိဋ္ဌိတွေဖြစ်တဲ့အတွက်ကြောင့်နော်ဂျိုသားတွေကသူတို့ခေါ်သွားပြီကဘာကြီးကလည်းသူတို့ရှင်းပစ်လိုက်ပြီဆိုတဲ့ပုံစံနဲ့ပြောနေတီယိုရီအမျိုးမျိုးထွက်လာဒီလူတွေပျောက်သွားတာကဘာမှာနော်ဒါသူတို့မျိုးမျိုးထုတ်လိုက်မယ်အကြောင်းပြချက်မျိုးမျိုးပေးလိုက်မယ်ကဘာကြီးကိုတခါတည်းတည်ငြိမ်မှုရအောင်ရုံးစံကမဖြစ်အောင်စစ်မဲ့ဘေးတွေမဖြစ်အောင်အမျိုးမျိုးTV ဖန်နာတွေပေါ်ကနေသူတို့သတင်းတွေပြောပြီးတော့မှတိုက်တွန်းကြတယ်သူတို့ပြင်တော့ခရိယန်ယုံကြည်သူတွေအတွက်နော်ဒါခရိယန်ဖြစ်နေတော့ကြံခဲ့မဲ့ခရိယန်တွေအတွက်ကတော့ကြီးစွာတော့ဘေးဒုက္ခကြီးဖြစ်လာတယ်ဘေးလိုက်ကာလထဲမှာဘလို့ပုံစံနဲ့ကယ်တင်ခြင်းရမှာလဲ